ကိုကျံပြိုးနဲ့တူအောင်မျက်နှာကိုပြုပြင်ဖို့အတွက်ငွေထုတ်ပေးမဲ့သူရှိပေမယ့်ကိုပိုင်စတိုင်နဲ့နေရာကြိုက်လို့ဒီလိုနေတာပါလို့ပြောလာတဲ့စစ်နိုင်တီဟာဦးသူ့ကိုကိုကျံပြိုးခေါ်ကိုရီးယားမင်းသားလီမီဟိုနဲ့တူအောင်မျက်နှာကိုခွဲစိတ်ကူးသားပေးမယ်လို့စပွန်ဆာပေးရလို့ရှိပေမယ့်ကိုစတိုင်ကိုကြိုက်လို့မျက်နှာကိုပြုပြင်မှာမဟုတ်ကြောင်းပြောလာသူကတော့စစ်နိုင်တီဟာဦးပါဒါကြောင့်လည်းပရိသတ်တွေကြားမှာလူပြောများနေပါတယ်ကွန်စားပြီးတော့ကွန်ကျေးတက်နေတဲ့သူ့ရဲ့ပုံစံလေးကိုလူတွေကဆွဲလန်းနေရဖြစ်ကြောင်းပြောခဲ့ရပါစစ်နိုင်တီဟာဦးကသူ့ရဲ့ကွန်စားထားတာကြောင့်သွားတွေဟာကွန်ကျိုးတက်နေပါတယ်ပရိသတ်တွေကသူ့ရဲ့ပုံစံကိုကြိုက်ကြတာကြောင့်ကွန်စားတဲ့အချင်းကိုတော့မပြစ်ဘူးလို့ဆိုပါတယ်စစ်နိုင်တီဟာဦးတယောက်သူ့ကိုဝေဖန်နေကြတဲ့သူတွေကိုအခုလိုမျိုးပြောခဲ့ရပါစစ်နိုင်တီဟာဦးပြောလိုက်တာကတော့ဝနေမှာကွန်ကျိုးတွေနဲ့မှပရိသတ်တွေကကြိုက်နေကြရလို့ဆိုပါတယ်ပိန်သွားတာတို့ဒီဇိုင်းတစ်ခုခုချင်းသွားတာတို့အသားဖြူသွားတာတို့ဆိုရင်ကွန်ကျိုးတွေဒါမရှိတော့ဘူးဆိုရင်စစ်နိုင်တီဟာဦးမဟုတ်ဘူးလို့ပြောခဲ့ပါတယ်အခုဆိုရင်တော့စီးပွားရေးလုပ်ငန်းရှင်တယောက်ကစစ်နိုင်တီဟာဦးကိုလီမီယိုနဲ့တူအောင်လို့300ပေးပြီးတော့မျက်နှာပြုပြင်ခိုင်းခဲ့ပေမဲ့စစ်နိုင်တီဟာဦးကတော့သူ့ရဲ့တဘာဝမျက်နှာလေးအတိုင်းနေခြင်းကြောင့်ခွဲစိတ်ပြုပြင်လိုက်ပြီးမှတခုခုမှားယွင်းသွားရင်ကိုယ်ပဲခံရမှာဖြစ်ကြောင်းဒါကြောင့်စစ်နိုင်တီဟာဦးကတဘာဝအတိုင်းပဲနေမယ်လို့ပြောခဲ့ရပဲဖြစ်ပါတယ်ရှင်